ဘာသာမဲများသိလင်ငရဲရောက်ပါသလားဒီလိုပြောလို့မရငရဲရောက်တယ်ဆိုတာအကုသိုလ်လုပ်ရင်တော့ဘုရားဘာသာပဲဖြစ်ဖြစ်ဘာသာမရှိသူပဲဖြစ်ဖြစ်ဘာသာရှိသူပဲဖြစ်ဖြစ်ငရဲရောက်မှာပဲငရဲရောက်တဲ့အကုသိုလ်ရှိရင်တော့ငရဲရောက်မှာငရဲကိုဒီတိုင်းဘယ်သူမှပို့တာမှမဟုတ်တာကိုယ်လိုက်တဲ့ကံပို့တာကိုယ့်ရဲ့စိတ်နေသဘောထားပေါ်မှာမူတည်ပြီးတော့မကောင်းတဲ့အကုသိုလ်ကံလုပ်ရင်ဘာသာရှိသူပဲဖြစ်ဖြစ်ဘာသာမဲ့သူပဲဖြစ်ဖြစ်ဘယ်သူပဲဖြစ်ဖြစ်အကုသိုလ်လုပ်ရင်ကောင်းတဲ့ကံလုပ်လို့ရှိရင်မကောင်းတဲ့ကံအလျောက်ငရဲရောက်နိုင်တယ်မြတ်စွာဘုရားဟောတာပါဏာတိပါတောနိရိယတောင်းတနိကောပါဏာတိပါဒသည်ငရဲ၌ဖြစ်စေနိုင်သည်လို့ဟောတာဖြစ်ရမယ်လို့တော့ဟောတာမဟုတ်ဘူးဖြစ်စေနိုင်တယ်အကြောင်းကျိုးညီလာရင်ဒီအကုသိုလ်ကငရဲကိုပို့မှသိကြတယ်နော်သို့တော့အခြားအကြောင်းအရာတွေကြောင့်ပို့ကြမှာပေါ့ဥမာမဲ့လူတယောက်ဟာဒုစရိုက်လုပ်တယ်ဒုစရိုက်လုပ်ပြီးတော့ဖမ်းခံရတယ်တယောက်ကပတ်စံရှိတယ်တယောက်ကပတ်စံမရှိဘူးပတ်စံရှိတဲ့ကောင်ပတ်စံထုတ်ငွေထိုးပေးတယ်လွတ်သွားနော်တယောက်ကလူကြီးနဲ့သိလို့လွတ်သွားဟိုတယောက်ကငွေလည်းမထိုးနိုင်ဘူးလူကြီးနဲ့လည်းမသိဘူးဆိုမလွတ်ဘူးအဲ့ဒါကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်အကုသိုလ်လှုပ်ထားခြင်းတူတူဟိုတယောက်ကဘာလို့လှုပ်ရတာဒီတယောက်ကဘာလို့လှုပ်ရတာ condition ချင်းမတူအခြေအနေချင်းကွဲပြားခြားနာငွေတတ်နိုင်တာအခြေအနေတစ်ခုလူကြီးနဲ့သိတာအခြေအနေတစ်ခုလူကြီးနဲ့မသိဘူးငွေမတတ်နိုင်ဘူးဆိုရင်ဒါပြစ်ခါရတာထို့တူပဲနော်အကုသိုလ်လှုပ်တိုင်းအကုန်လုံးငရဲကြလားဆိုလူတယောက်ကကုသိုလ်ကံများစွာလှုပ်ထားတဲ့လူတယောက်ဖြစ်မယ်ဆိုရင်သူကလွတ်သွားနိုင်သေးတယ်သူ့ရဲ့အခြေအနေကကောင်းတယ်သူကစိတ်ကောင်းနှလုံးကောင်းရှိတယ်ကောင်းတဲ့အလုပ်တွေအများကြီးလုပ်တယ်တခါတရံသူကစိတ်လိုက်မှမကောင်းတာလုပ်မိတယ်အဲ့လိုပုံကူမျိုးကြတော့သူကလျှော့ပါသွားသေးတာပဲဒါကကံကြမ္မာမှာကံတစ်ခုတည်းနဲ့မဆုံးဖြတ်ရဘူးပတ်ဝန်းကျင်အခြေအနေတွေပေါ်မှာမူတည်တယ်ဆိုတာမှတ်သားရမှာဖြစ်တယ်ပေါ့ပြီးတော့မကောင်းမှုလုပ်တယ်ဆိုတဲ့နေရာမှာလည်းပဲစန္ဒာချင်းကွဲပြားခြားနာတတ်သေးတယ်ကြိုးစားအထောက်မှုခြင်းနဲ့ကွဲပြားခြားနာတယ်ကုသိုလ်လုပ်ရင်လည်းထို့တူပဲစန္ဒာချင်းဝိရိယချင်းစိတ်နေသဘောထားချင်းကွဲပြားခြားနာတယ်အဲ့ဒီကွဲပြားခြားနာမှုကြောင့်လူတိုင်းလူတိုင်းဟာကွဲပြားခြားနာတဲ့အနေအထားဖြစ်တယ်လို့သူဆိုရတယ်တေချာပေါက်မပြောရတဲ့အရာမျိုးတွေ